ကောင်လေးတယောက်ဟာဆိုင်တဆိုင်မှာအသင်္ကစားခောက်ဆွဲပြုတ်တောက်နေတော့သူ့ဘေးနားမှာထိုင်နေတဲ့ရင်းနှီးနေတယ်လို့ရှိတဲ့ကောင်လေးတယောက်ကိုတတိထားမိသွားပါတယ်။ခောက်ဆွဲစားနေရင်မြင်လိုက်ရတဲ့ကောင်လေးရဲ့လက်သေးပုံစံမှာသူ့အသေးဆွဲကြက်ရတဲ့နမဲကျော်မင်းသမီးလေးရဲ့လက်သေးနဲ့တပုံစံလေးထိနေရပါ။သူအနီးကပ်သေးချာကြည့်လိုက်ပြီးတဲ့နောက်မှာတော့ဒီကောင်လေးဟာသူတကယ်အားပေးနေရတဲ့မင်းသမီးလေးဖြစ်ကြောင်းအတည်ပြုနိုင်နေလာတယ်။ရင်ခုန်စိတ်လှရှာမှုတွေလွှမ်းမိုးသွားတဲ့ကောင်လေးဟာသူ့ကိုယ်တူတော်မနှဲထိန်းချုပ်လိုက်ရပါတယ်။သူမကိုတစ်ဖက်လူကမှတ်မိသွားပြီဆိုတာသိလိုက်ရတဲ့ကောင်လေးဟာလူဝက်ပေးထားဖို့အတွက်ကောင်လေးကိုအမြန်ပဲလက်ဟန်ချီဟန်ပြလိုက်ပါတယ်။ကောင်လေးကလည်းနားလေတဲ့အမူအရာနဲ့ခေါင်းညိပြလိုက်တာပေါ့။အဲ့ဒီနောက်မှာတော့ကောင်လေးကသူမရဲ့ပြုတ်ထားတဲ့ကြက်ဥလေးကိုကောင်လေးစီကမ်းပေးခဲ့ပါတယ်။အပြော်လေးပြော်သွားတဲ့ကောင်လေးဟာကောင်မလေးစီကအချက်ပြမှုကိုစောင့်ပြီးမှကြက်ဥလေးကိုလက်နှစ်ဖက်နဲ့တေးသေးချာချာလေးလမ်းယူလိုက်ပါတယ်။သူမထုတ်ခွာသွားတာကိုငေးကြည့်ရင်ကောင်လေးဟာသူမကိုသူ့ဘဝတသက်တာလုံးကာကွယ်ပေးသွားမယ်လို့စိတ်ထဲကနေတိတ်တဆိတ်ကလေးစစ်စာပြုလိုက်ပါတော့တယ်။နောက်ပိုင်းမှာတော့ကောင်လေးဟာသူမရဲ့လူကိုယ်တိုင်တက်ရောက်ရတဲ့ fan event ကိုသွားခဲ့ပါတယ်။ပရိသတ်တွေနဲ့စကားပြောနေတော့မှကောင်မလေးရဲ့မျက်နှာကညှိုးငယ်နေတာကိုသူတတိထားမိသွားပြီးစိတ်ထဲမှာလည်းဝေခွဲမရဖြစ်သွားပါတယ်။သူ့လက်ရောက်လို့အနီးကပ်သွားရတဲ့အချိန်မှာတော့ကောင်လေးကသူမမှတ်မိလားဆိုပြီးစိုးရိမ်တကြီးနဲ့မေးလိုက်ပြီးဟိုတုန်းကချက်ဦးလေးကိုထုတ်ပြခဲ့ပါတယ်။ဒါပေမဲ့ကောင်လေးကတော့အဲ့ဒီစုံသွေးမှုကိုလုံးဝမှတ်မိဖို့မပေါ်ပါဘူး။သူမကဒါကိုပရိသတ်တယောက်စီကရတဲ့လက်ဆောင်တစ်ခုလိုပဲထင်ပြီးယူဖို့တော့လက်လန်းလိုက်ပါတယ်။စိတ်မကောင်းဖြစ်သွားတဲ့ကောင်လေးဟာလက်ကိုပြန်ရုပ်သိမ်းလိုက်ပြီးမဲ့သူမအပေါ်ထားတဲ့သူ့ရဲ့စိတ်ပူပန်မှုတွေကတော့ဘယ်တော့မှရုပ်ပါမသွားခဲ့ပါဘူး။ကောင်မလေးကတော့တော်တော်လေးကိုအံ့ဩသွားပါတယ်။သူမကသူမရဲ့ခံစားချက်တွေကိုကောင်းကောင်းဖုံးကွယ်ထားနိုင်နေလို့ထင်နေတာမို့ကောင်လေးကသူမရဲ့စိတ်အခြေအနေကိုဘယ်လိုလောင်ရစ်မိသွားလဲဆိုတာတွေးပြီးအံ့ဩနေတာပါ။အဲ့ဒီအချိန်မှာဝန်ထမ်းတွေကကောင်လေးကိုရှေ့တိုးဖို့အတင်းတိုက်တော်နေကြောင်းကောင်လေးခင်ဗျာထုတ်ခွာသွားရခဲ့ပါတယ်။အချိန်အတန်ကြာပြီးတဲ့နောက်မှာတော့ကောင်လေးဟာရုပ်ရှင်ရုံကိုရောက်သွားပါတယ်။သူနောက်ကနေတယောက်ကတရှုံရှုံနဲ့ငိုနေတဲ့အတန်ကိုကြားရတာကြောင့်ဆက်ဆက်ချင်းမှာတော့သူစိတ်အနှောက်အယှက်ဖြစ်သွားတာပေါ့။ဒါနဲ့သူနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ကိုကောင်မလေးကိုပဲထပ်ပြီးတွေ့လိုက်ပြန်ပါတယ်။ဒီလိုမမျှော်လင့်ပဲပြန်ဆုံတွေ့ရတာကြောင့်ကောင်လေးဟာအံ့ဩတုန်လှုပ်ပြီးစိတ်လှုပ်ရှားသွားပါတယ်။ကောင်မလေးကတော့အရန်ကိုဝမ်းနဲ့ပလက်နေပွေးနေတာမို့သူကသူမစီကိုလက်ကင်ပေါ်လေးကမ်းပေးလိုက်ပါတယ်။ကောင်မလေးကလည်းခက်တမြတွေ့ပြီးသွားပြီးမှလက်ကင်ပေါ်လေးကိုလမ်းယူလိုက်ပါတယ်။ကောင်လေးကသူမကိုအေးအေးဆေးဆေးလေးနှိမ့်သိမ့်ပေးရှာပါတယ်။သူဟာသူမရဲ့တခြင်းတွေကိုထပ်ခါတကနားထောင်ဖို့အတွက်ဒီရုပ်ရှင်ကို10ချိန်တောင်ကြည့်ဖို့လေလို့ပြောပြပြီးသူမကိုထာဝရပျော်ရွှင်ပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။ကောင်လေးရဲ့စကားတွေကကောင်မလေးရဲ့ရင်ထဲကိုအတိုင်းထက်အလွန်ထိခိုက်စေသွားပါတယ်။ရုပ်ရှင်ပြီးလို့အပြင်ထွက်လာတဲ့အခါမှာတော့ပရိသတ်တွေကကောင်မလေးကိုမြင်သွားပြီးဓာတ်ပုံရိုက်ဖို့ဝိုင်းအောင်လာကြပါတယ်။ကောင်လေးကတော့အချိန်ကြီးရှေ့ကိုထွက်လာပြီးသူမအပြင်ကိုလွတ်လွတ်လပ်လပ်ထွက်သွားနိုင်ဖို့ကူညီပေးခဲ့ပါတယ်။သူတို့နှစ်ယောက်အပြင်ကိုထွက်ခွာခါနိုင်မှာပဲနောက်ထပ်ပရိသတ်အုပ်စုတစုကအပြေးလွှားရောက်လာပြန်ပါတယ်။ကောင်မလေးစိတ်မသက်သာနေတာကိုရိပ်မိတဲ့ကောင်လေးဟာသူမရဲ့ရှေ့မှာချမ်းချမ်းခံပြီးမမကြက်ပြပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးရဲ့ရင်ထဲမှာအချိန်အတော်ကြာမခံစားခဲ့ရတဲ့နွမ်းထွေးမှုနဲ့လုံခြုံမှုအသည့်တဖွာဖွာတိုးဝေလိုလာပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ကောင်မလေးဟာပရိသတ်တွေရဲ့မှတ်ချက်တွေကိုလိုက်ကြည့်နေတော့ကောင်လေးရဲ့လူမှုကွန်ရက်အကောင့်ကိုမတော်တဆတွေ့ရှိသွားပါတယ်။ကောင်လေးရဲ့ profile မှာရေးထားတာကတော့ကျမသူမရဲ့အုပ်ထိမှုအဆောင်ရှောက်ထစ်ချင်နေတဲ့ဒါကိုမြင်တော့မှတော့ကောင်မလေးရဲ့စိတ်ထဲမှာတက်တိရှိတဲ့အတွေ့အကြုံတိတ်တဆိတ်ပေါ်ပေါက်လာခဲ့ပါတယ်။နောက်ရက်မှာတော့ကောင်မလေးကကောင်လေးအလုပ်လုပ်နေတဲ့နေရာကိုရောက်လာခဲ့ပါတယ်။အပျော်ကြီးပြိုသွားတဲ့ကောင်လေးကလည်းသူမရဲ့အနောက်ကိုလိုက်လာခဲ့တာပေါ့။ကောင်လေးကိုပရိသတ်တွေမြင်တော့မှစိုးရိမ်ကြောင်ကောင်လေးဟာထီးတချောင်းကိုဖွင့်ပြီးသူမကိုအမြအမြင်ကကွယ်ပေးလိုက်ပါတယ်။ကောင်လေးရဲ့ဒီလိုအလိုက်တိတက်မှုကြောင့်စိတ်လှုပ်ရှားသွားတဲ့ကောင်မလေးဟာမပြန်ခင်မှာသူနဲ့အဆက်အသွယ်လုပ်ဖို့ဖုန်းနံပါတ်တွေအပြန်အလှန်လဲလှယ်ခဲ့ကြပါတယ်။မကြခင်မှာပဲကောင်လေးဟာသူမရဲ့ကိုယ်ပိုင်တက်သူစီတယောက်ဖြစ်လာခဲ့ပါတော့တယ်။